မြတ်စွာဘုရားသခင်ကိုရောမြတ်လောကမှာပွင့်ပေါ်လာတဲ့အချိန်ကစပြီးကိုရောမြတ်အတွက်ထူးထူးခြားခြားလှုပ်ဆောင်စရာတွေမရှိဘူးတရားဝါတွေအကျိုးအတွက်သာလဲမိမိဘဝအချိန်များစွာပေးပြီးတော့ကြိုးစားအထောက်ခဲ့တယ်ဆိုတာအလုံးသိရှိကြည်ညိုကြရတဲ့အချက်ပဲဖြစ်တယ်မိမိကိုယ်တိုင်ဗုဒ္ဓတ္တစရိယာလို့ဆိုတဲ့အသိဉာဏ်တွေရဖို့ကျင့်ကြံကြိုးကုပ်အထုတ်တုံးကလည်းပဲပင်ပန်းပန်းကြကုတ်ကြခဲကြိုးပမ်းအထုတ်ခဲ့ပြီးလောကတ္တစရိယာလို့ဆိုတဲ့လောကသားတွေအတွက်ကြိုးပမ်းအထုတ်တဲ့အခါမှာလဲမနာမနေကြိုးပမ်းအထုတ်တော်မူခဲ့တာဖြစ်တယ်တကယ်ကိုအကျဉ်းနာတရားပညာတရားကြီးမားလာတဲ့မဟာကရုဏာနဲ့မဟာပညာဒီနှစ်ခုပေါင်းစပ်ပြီးတော့တရားဝါတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ခဲ့တာဟာလောကမှာချီးကျူးလို့မကုန်နိုင်လောက်မြတ်စွာဘုရားရဲ့ဂုဏ်တွေဟာထင်ရှားခဲ့တယ်ပေါ့တတော်ထင်ရှားရှိတဲ့အချိန်ကစပြီးမြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်ကစဂုဏ်သတင်းဟာအမြဲတမ်းကြီးမားလာခဲ့တယ်သို့တော်လည်းအခုလိုအသိဉာဏ်ကြီးကျွယ်ဝပြီးတရားဝါတွေရဲ့အကျိုးကိုဆောင်ရွက်တာဖြစ်တော်လဲပဲမြတ်စွာဘုရားမှာအတိုက်ခံလုပ်တဲ့ပုဂ္ဂိုလ်မရှိဘူးမဟုတ်ဘူးမြောက်များစွာသောပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်နေတာတွေလည်းရှိတယ်ပေါ့ထိုဆန့်ကျင်မဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာခွင့်လွှတ်ခြင်းသိခံခြင်းအချိန်ယူခြင်းဖြင့်ထိုပုဂ္ဂိုလ်တွေနားလည်သဘောပေါက်သည့်အထိမြတ်စွာဘုရားသွန်သင်ဆုံးမမှုပေးသွားလို့လိမ္မာယဉ်ကျေးမှုတွေကိုရရှိပြီးတော့သွားကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ခုံတော်တွေထဲမှာအနုတ္တရောပုရိသဓမ္မတာရတိဆိုတဲ့ခုံပါရှိတယ်ပုရိသဓမ္မဆိုတာဆုံးမတတ်တဲ့ပုဂ္ဂိုလ်တာရတိဆိုတာဆုံးမတတ်သူဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေထဲမှာအနုတ္တရအတုမဲ့ဖြစ်တယ်ဘယ်သူနဲ့မှနှိုင်းရှင်ပြောလို့မရတော့အောင်ဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေကိုသွန်သင်ဆုံးမတဲ့နေရာမှာတော့အစွမ်းအထက်ဆုံးပဲလို့တလောကလုံးကမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုချီးမွမ်းထောမနာပြောကြားကြတယ်မြတ်စွာဘုရားလက်ထက်တော့ဒီကနေ့ခေတ်နဲ့မတူညီတဲ့အချက်တွေအများကြီးရှိသို့တော့တူညီတဲ့အချက်ကတော့ဘာလို့ဆိုရင်နှစ်ပေါင်း2600ကလူသားပဲဖြစ်ဖြစ်ခနေ့လူသားပဲဖြစ်ဖြစ်လူဟာလူပဲလူအတွေ့တွေးကြတာတွေကတော့တူကြတယ်ပေါ့သို့တော့လေဒေသမတူတဲ့အခါမှာ tradition လို့ခေါ်တဲ့လိုက်နာဆောင်ရွက်မှုတွေဒါတွေကကွက်ပြားခြားနားမှုတွေရှိတယ်ပေါ့မြန်မာပြည်မှာမြန်မာလူမျိုးတွေစိတ်နေသဘောထားရှိသလိုဘုရားမြတ်စွာပွင့်ပေါ်တဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့လူတွေရဲ့စိတ်နေသဘောထားဟာမတူနိုင်ဘူးပေါ့လူအတိုင်းဝိုင်းထဲမှာခွဲခြားဆက်ဆံမှုတွေအင်မတန်မှများပြားလာတဲ့အိန္ဒိယနိုင်ငံဒီကနေ့ခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်လူချင်းခွဲခြားဆက်ဆံမှုဟာအိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကထွတ်ထိပ်ရောက်လာခဲ့တယ်လို့သူပြောဒီကနေ့ခေတ်မှာတော့ discrimination လို့ခေါ်တယ်လူချင်းခွဲခြားဆက်ဆံမှုတွေကိုရှုတ်ချလာလူဟာလူနဲ့တူပဲလို့ဆိုပြီးတော့အားလုံးဟာလူသားအချင်းချင်းတူညီတယ်ဆိုတဲ့အယူဆလွှမ်းမိုးလာတဲ့တိုင်အောင်ပဲအဲ့ဒီနိုင်ငံမှာခွဲခြားဆက်ဆံမှုတွေကခဏထိရှိတယ်။ဘာလဲလို့ဆိုရင်ဇက်ကိုအခြေပြုတဲ့အယူဆတစ်ခုဟာအိန္ဒိယနိုင်ငံမှာရှင်သန်နေတော့မယ်။ caste system လို့ခေါ်တာပေါ့။ဇက်ဝါဒဟာသူတို့နိုင်ငံမှာလွှမ်းမိုးနေစေပဲဖြစ်တယ်။
ဇဝါရဆိုဒီမှာမြင့်မြတ်တဲ့မိသားစုကမွေးလာတဲ့သားသမီးဟာဘလောက်ဆိုးဝါးတဲ့အလုပ်တွေအောက်တန်းကြတဲ့အလုပ်တွေလုပ်သူဟာတစ်သက်လုံးအထက်တန်းမှာပဲရှိတယ်အောက်တန်းစားကမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲကောင်းတာတွေလုပ်အောက်တန်းစားဟာအောက်တန်းစားပဲဘယ်တော့မှအထက်မရောက်ဘူးလို့ဇဝါဒနဲ့ကန့်သက်ထားတဲ့အယူဆတစ်ခုဟာအိန္ဒိယနိုင်ငံကိုလွှမ်းမိုးပြီးတော့ထားတယ်ရသော်ဗျာပွင့်တော်မူတဲ့အချိန်မှာအကြီးအကျယ်ရှင်းလင်းဟောပြခဲ့ရတာဟာဒီဇဝါဒလူတွေရဲ့အမျိုးဆက်ကိုခွဲခြားတဲ့အခါမှာအိန္ဒိယနိုင်ငံမှာရှေးတုန်းကခတ္တိယတဲ့ဗြဟ္မဏတဲ့ဝိတ္တတဲ့သုဒ္ဓတဲ့လူချင်းတူပေမဲ့လို့အစင်တန်းခွဲခြားပြီးတော့ဆက်ဆံထားတာခတ္တိယဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းမျိုးမင်းနွယ်တွေရေမျိုးကိုပိုင်ဆိုးတဲ့မင်းမျိုးမင်းနွယ်တွေကတစုဗြဟ္မဏလို့ဆိုတဲ့ဗေဒကျမ်းဂန်တွေကိုသင်ယူပြီးတော့ဘုရင်တွေပေါ်မှာဆရာလုပ်နေတဲ့ဗြဟ္မဏလူမျိုးမြန်မာတွေခေါ်တဲ့ပုံနာမျိုးတွေကတစုအဲ့ဒီခတ္တိယတို့ဗြဟ္မဏတို့ဆိုတာထိတ်တန်းနေရာမှာယူထားကြတယ်လူအတိုင်းဝိုင်းထဲမှာဘုရားမြတ်စွာပွင့်တော်မူတဲ့အချိန်မှာခတ္တိယကနံပါတ်1မှာရှိတယ်သို့တော့ကတ္တဗဘုရားပွင့်တော်မူတဲ့အချိန်မှာတော့ခတ္တိယကနံပါတ်2ရောက်သွားပြီဗြဟ္မဏကနံပါတ်1ရောက်နေတယ်တစ်ခေတ်နဲ့တစ်ခေတ်မတူဘူးဆိုတာနော်ကတ္တဗဘုရားလက်ထက်တုန်းကတော့ဗြဟ္မဏတွေကနံပါတ်1နေရာရောက်တယ်ခတ္တိယတွေကနံပါတ်2နေရာရောက်သွားတယ်ဝိတ္တတို့ဆိုတာကြတော့တာမန်လူတွေကုံတယ်လေလုံးနဲ့အသက်မွေးကြရတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒါလို့တာမန်ပြည်သူတွေကြတော့ကုံတယ်လေလုံးအယောင်းဝယ်တွေနဲ့အသက်မွေးနေကြတဲ့ပုဂ္ဂိုလ်တွေကအမြဲတမ်းနံပါတ်3မှာရှိပြီးတော့ခတ္တိယနဲ့ဗြဟ္မဏတို့ကိုခစားပြီးအလုတ်ကျွေးပြုရတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ထားတယ်နောက်ဆုံးသုဒ္ဓဆိုတဲ့ဟာကြတော့ဝေယဝိဇသမ္မာပုဂ္ဂိုလ်တွေမလုံးချင်တဲ့ခုခေတ်လို့ဆိုလို့ရှိရင်တော့နော်ဒီ3လုံးနဲ့ဆိုတဲ့ဟာမျိုးပေါ့အနေရှိတဲ့အလုပ်တွေတို့ညစ်ပတ်တဲ့အလုပ်တွေတို့အလုံးလူတွေကမလုံးချင်တဲ့အလုပ်တွေအလုံးကိုမလုံမနေရလုံနေရတဲ့ပုဂ္ဂိုလ်တွေကသုဒ္ဓလို့ခေါ်တယ်ပစ္စည်းဥစ္စာလည်းမရှိဘူးဆင်းရဲမွဲတေတယ်အလုံးခတ္တိယဗြဟ္မဏဝိတ္တတို့ရဲ့အလုတ်အကျွေးပြုရတဲ့လူဒန်းစားကတရားအဲ့လိုလူဒန်းစားကိုခွဲခြားဆက်ဆံခဲ့တဲ့အချိန်မှာမြတ်စွာဘုရားပွင့်လာခဲ့တာမြတ်စွာဘုရားပွင့်လာခဲ့တာခတ္တိယတို့ဗြဟ္မဏတို့ကလူရဝင်တော်လဲခတ္တိယဗြဟ္မဏဝိတ္တဆိုတဲ့ဒီ3မျိုးကတော့လူရဝင်သေးတယ်သုဒ္ဓဆိုတဲ့နံပါတ်4အဆင့်ကြတော့တကယ်ကိုလူရတဲ့အသွင်းမခံရအဲ့ဒီသုဒ္ဓတွေကစန္ဒာလတို့ဘာလို့ဆိုလို့ရှိရင်သူတို့စီမှာအန္တချေဘောမထိရမကန်ရတဲ့လူမျိုးတဲ့ထိရင်တဏတယ်လို့ယူဆကြအဲ့လောက်ထိအောင်လူချင်းတူပါလေရဲ့နဲ့ပြစ်ပယ်မှုကိုခံကြရတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာမျိုးရဲရွာတဲ့ကိစ္စရှိလို့လာရင်တောင်မှပဲမောင်းကလေးစီကလေးတစ်ခုတီးပြီးတော့ဝင်လာတယ်သူဝင်လာပြီသူ့ရဲ့ကိုယ်ကထွက်တဲ့အနတ်နေလေတွေမတလက်ဖို့အတွက်ဟောသူ့ကိုမကြည့်ပဲအိမ်ထဲမှာနေဖို့အတွက်ဘာလို့ဆိုသူ့ကြည့်ရင်စက်တည်းရုပ်သွားမှာသူကကြော်ညာပြီးတော့ဝင်လာခဲ့ရတာဒါသူတို့လုံနေကြမောင်းကလေးတော့မဟုတ်စီတိုလေးတီးပြီးတော့သူလာတယ်ဆိုတာကိုပြောရတယ်ခုနကဇမ်းမြင့်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူလာပြီဆိုရင်ရှောင်ကြတယ်ခွေးယူတကောင်လာတယ်လို့ပဲလူချင်းဖြစ်နေပုံကိုပြောတာခွေးယူတကောင်လာရင်ခွေးယူတကောင်ကြိုက်မှကြောက်လို့အဲ့ဒီသူလာမဲ့လမ်းကိုရှောင်ကြတယ်လို့ပဲ
စန္ဒာလဆိုတဲ့အောက်တန်းစားတွေလာပြီဆိုလို့ရှိရင်တော့မျက်စိကမြင်လိုက်ရင်တဏှတယ်နားကသူတို့အတန်ကြားလိုက်ရင်တဏှတယ်ဆိုပြီးတော့လူတွေဟာသူတို့နဲ့မဆုံမိအောင်ရှောင်ကြရတယ်ဒါကြောင့်မို့အမှတ်တမဲ့သူတို့ကိုမြို့ထဲဝင်လာခွင့်မပြုဘူးအတန်ပေးပြီးတော့မှဝင်လာခွင့်ပြုတယ်အဲ့ဒါလောက်ထိအောင်လူချင်းခွဲခြားနှိမ့်ချတဲ့အခြေအနေမျိုးမှာဘုရားမြတ်စွာအဲ့ဒီဒေသမှာသွားပြီးတော့ပွင့်တာနော်ဒါကြောင့်မို့လို့မြန်မာနိုင်ငံကလူတွေအနေနဲ့ဒီချက်ကိုသဘောပေါက်နားလည်ထားလို့ရှိရင်အဲ့ဒီခေတ်မှာပွင့်တဲ့ဘုရားမြတ်စွာရဲ့တရားဓမ္မဖြန့်ဖြူးမှုဟာဘလောက်ခက်ခဲမယ်ဆိုတာစဉ်းစားကြည့်ပေါ့မြတ်စွာဘုရားသာသနာတော်မှာ14မျိုးစလုံးခတ္တိယပဲဖြစ်ဖြစ်ပြမနာပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်နောက်ဆုံးသုဒ္ဓပဲဖြစ်ဖြစ်သာသနာပေါင်းဝင်လာရင်ဝင်ခွင့်ပြုတာသုဒ္ဓတွေသာသနာပေါင်းဝင်ခွင့်ပြုလိုက်တာအများကနှာခေါင်းရှုံးเสียဖြစ်လာဘလောက်ပဲဇန်နေနေသာသနာပေါင်းရောက်လာပြီဆိုလို့ရှိရင်သူကအရင်ရဟန်းဖြစ်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကသူ့ကိုလေးစားရမြတ်စွာဘုရားကဇတ်စနစ်ကြီးကိုအိန္ဒိယနိုင်ငံမှာဖြိုချပေးခဲ့တော်လည်းပဲခဏိထိခေါင်းမာနေတုံးပဲရှိသေးတယ်ဘုရားဘာသာထွန်းကားတဲ့သီရိလင်္ကာနိုင်ငံမှာတောင်မှပဲဇတ်ခွဲခြားတဲ့စနစ်ဟာခဏိထိရှိတုံးပဲရဟန်းတန်ဃာတွေရဲ့အတိုင်းဝိုင်းမှာတောင်မှဇတ်ခွဲခြားမှုစနစ်ဟာတွေ့နေရသေးတယ်သီရိလင်္ကာနဲ့အိန္ဒိယမှာတော့မပြောနဲ့တော့ဘယ်လောက်ထိအောင်ဇက်ကပြင်းထန်လဲအိန္ဒိယနိုင်ငံမှာဆိုရင်ဇမ်းမြင့်ဇမ်းနှိပ်ဆိုတဲ့ခွဲခြားချက်တွေရှိခဲ့သည့်အတွက်ကြောင့်ရှိနေသည့်အတွက်ကြောင့်ဘုန်းကြီးတို့ကိုယ်တိုင်ကြုံတာလေးတစ်ခုပြောပြဗာရာဏသီမြို့ BHU လို့ခေါ်တဲ့တက္ကသိုလ်ကြီးတစ်ခုကနေပြီပါဠိဌာနကိုသွားရင်သုံးမိန်းကားလေးငှားပြီးတော့စီးလာကြဘုန်းကြီးတစ်ပါးနဲ့နှစ်ပါးလမ်းမှာတော့ကျောင်းသား2ယောက်တက်လာတယ်ကားတားပြီးအဲ့ဒီကားပေါ်မှာတက်လာပြီးတော့အတော်လေးသွားမိပြီးတဲ့အခါလမ်းခုလက်မှာသူတို့2ယောက်ကဆင်းသွားကြကားမောင်းသမားကိုပိုက်ဆံပေးမသွားဘူးကားသမားကပိုက်ဆံလိုက်တောင်းတဲ့အခါကျတော့မျက်စောင်းထိုးပြီးကြည့်သွားတယ်ဟိုလူကဆက်မတောင်းရတော့ဘာဖြစ်လို့လဲလို့မေးတော့အဲ့ဒီလူတွေကဇမ်းမြင့်နေတဲ့ကာသမားကဇမ်းနေမလှန်ရဘူးဘယ်လိုမှမလှန်ရဘူးနော်ဘယ်လိုမှမလှန်ရဘူးဒီတဲ့ဆက်လုံးရင်ဟိုလူကပါးရိုက်သွားမှာပါးရိုက်သွားလို့ကဲမဲ့လူရှိလားဆိုသူကမကဲဘူးအဲ့ဒီလူဇက်ခွဲခြားမှုစနစ်အောက်မှာဘာမှမလှန်နိုင်လောက်အောင်သူတို့စီမှာခဏိထိရှင်သန်နေတော့မှဖြစ်တယ်ပေါ့တိရိလင်္ကာနိုင်ငံမှာလည်းပဲဇက်ခွဲခြားမှုစနစ်အရေးအယောင်တွေရှိနေတော့မယ်တန်ဃာရရဲ့ခိုင်းသုံးခိုင်းဆိုတဲ့ထဲမှာရှမ်းခိုင်းလို့ဆိုတာထိုင်းနိုင်ငံကနေပြီးတော့ယဟန်ခံထိုင်းနိုင်ငံမှာယဟန်ခံပြီးတော့ယဟန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကနေထူထောင်ထားလို့ဆရာမနိကာယရှမ်းကိုင်းလို့ဒီလိုခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကအားလုံးဇမ်းမြင့်နေကြည့်ပဲသူတို့ဇမ်းနှိမ်ကိုသူတို့ဝင်ခွင့်မပြုဘူးအောက်တန်းကြတဲ့ဇက်ကလူတွေသူတို့ခိုင်းထဲမှာဝင်ခွင့်မရဘူးဝင်ခွင့်မရတော့မကျေနပ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံလာပြီးဘုရောမင်းတရားကြီးလက်ထက်မှာအမရပူရလာပြီးသိမ်ဝင်ပြီးတော့အမရပူရမှာယဟန်ခံသွားတဲ့ပုဂ္ဂိုလ်ကဟိုကြတော့အမရပူရဂိုင်းဆိုပြီးတော့တည်ထောင်တယ်ဇန်မြင့်ဖြစ်ဖြစ်ဇန်နှိမ်ဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သာသနာပေါင်းဝင်ခွင့်ပြုတယ်ဘုရားရဲ့အဆုံးအမတိုင်းအဲ့ဒီဂိုင်းကိုအမရပူရဂိုင်းလို့ခေါ်တယ်ခဏိထိရှိတယ်ပေါ့နော်နောက်တစ်ခါပကိုးကလျာဏီတိမ်မှာလာပြီးယဟန်ခံသွားတဲ့တီယိုဘုန်းကြီးတစ်ပါးဥဆောင်ပြီးတော့တီထောင်တဲ့ခိုင်းကြတော့ရာမေညနိကာယလို့ခေါ်တယ်အဲ့ဒီခိုင်းကတော့
တော်ရဆောက်တည်ပြီးကမ္မထာအထုတ်တဲ့ခိုင်းမျိုးအဲ့ဒီခိုင်းကလည်းရှင်သန်နေတယ်အလုံးဟာမြန်မာပြည်ကသွားတဲ့အမရပူရနိကာယရာမေညနိကာယနှစ်ခိုင်းနဲ့ထိုင်းနိုင်ငံကသွားတဲ့ရှာမနိကာယရှမ်းခိုင်းဖရာဌာနတွေအလုံးဟာဆွေတော်တို့ဘောရိပင်တို့ဆိုတဲ့အရေးကြီးတဲ့နေရာတွေသင်္ကမိတ်တာဘောရိပင်တို့အဲ့ဒီအရေးကြီးတဲ့နေရာတွေအလုံးအုပ်ချုပ်နေတာဘယ်သူတွေလဲဆိုရင်ရှမ်းခိုင်းတွေပဲနိုင်ငံတော်အကြီးအကဲတွေတွားရောက်ပြီးတော့စိတ်ကြရတယ်နိုင်ငံသားတန်တမန်တွေတွားရောက်ပြီးတော့ဖူးမြော်တွေးဆုံရတယ်ဆိုတာရှမ်းကိုင်းကနာယကကြီးတွေသာဖြစ်တယ်ပေါ့ဇက်မြင့်တဲ့ပုဂ္ဂိုလ်ခဏိတိသီရိလင်္ကာနိုင်ငံမှာအဲ့ဒီအစဉ်လာဖြစ်နေသေးတယ်ဟောတကယ်ကိုရှေးဘုရင်တွေလက်ထက်ကဆောက်လုပ်ခဲ့တဲ့ကျောင်းတွေမှန်သမျှသူတို့အုပ်စိုးထားတယ်ပုရဏရာဇမဟာဝိဟာရလို့ခေါ်တယ်အဲကျောင်းတွေဟာအလုံးသူတို့လက်အောက်မှာပဲရှိတယ်ကျန်တဲ့နှစ်ခိုင်းကတန်ဃာတွေကသူတို့နဲ့တူပြိုင်ပြီးတော့ရှင်ဖက်ပြီးစကားမပြောရဲဘူးသိပြီးတော့စကားမပြောရဲဘူးငယ်ချောင်းလို့ဖြစ်နေတယ်အဲ့ဒီအခြေအနေမျိုးတွေကိုတွေ့ရတယ်ပေါ့ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကအင်တမတင်းမာတဲ့ဇတ်စနစ်ကိုမြတ်စွာဘုရားတုတ်ပေါင်းများစွာမှာရှင်းလင်းဟောကြားပေးခဲ့တယ်သို့တော်လည်းထိုစနစ်ကိုအမြင့်ပြတ်အောင်လုပ်လို့မရလို့ဇတ်ကိုတိုက်ဖြတ်ခဲ့တဲ့ဘုရားရဲ့အဆုံးအမတွေဟာအိန္ဒိယနိုင်ငံကနေရွေ့ရှားပြီးတော့မြန်မာပြည်အထိရောက်လာဘာဖြစ်လို့လဲဆိုရင်ဇတ်စနစ်ကိုလက်မခံတာကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားတော်တွေဟာဘုရားမရှိတဲ့နောက်မှာရှင်သန်နိုင်မှုခက်ခဲသွားပြီးဇတ်စနစ်မရှိတဲ့မြန်မာနိုင်ငံမှာလာပြီးထွန်းကားနေလို့မြန်မာလူမျိုးတွေဟာကောင်းတယ်ကံကောင်းတယ်လို့ဒီလိုပြောမှာပဲเนาะကံကောင်းတယ်လို့ပြောမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတကယ်ကိုသဘာဝကြကြအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုအရှိကိုအရှိတိုင်းဆိုတာမျိုးအမှန်ကန်လမ်းညွှန်ပြီးတော့အကျဉ်းနာနဲ့ပညာဒီနှစ်ခုပေါင်းစပ်ပြီးတော့ညွှန်ကြားထားတဲ့တရားဓမ္မတွေဖြစ်သောကြောင့်အလုံးကိုပြည့်ပြည့်စုံပြီးကေဝလပရိပုံဏံပရိသုဒ္ဓံဗြဟ္မစရိယံလို့ဆိုတဲ့အတိုင်းပဲလုံးဝပြည့်စုံစင်ကြင်တယ်ညင်နွမ်းတဲ့ဟာတခုမှမရှိဘူးပြောเสียအပြစ်တခုမှမရှိအောင်စင်ကြယ်တဲ့ဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်လူတိုင်းကျင့်နိုင်ခွင့်ရှိတယ်အဲ့ဒီဗြဟ္မစရိယဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုပြည့်ပြည့်စုံစုံမြတ်စွာဘုရားရဲ့အဆုံးအမတွေထဲမှာဟောကြားထားလို့လူတိုင်းဟာဗြဟ္မစရိယအကျင့်ကိုကျင့်ခြင်းဖြင့်ဆင်းရဲဒုက္ခကိုဆုံးသတ်တဲ့အလုပ်ကိုလုပ်နိုင်ကြတယ်ကံမကောင်းအကြောင်းလားလို့မိမိတို့ရဲ့မျိုးရိုးတစ်ခုမှာလူဖြစ်လာကြတယ်တဲ့ထက်တန်းမှာလူဖြစ်တာရှိသလိုအောက်တန်းမှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိမြတ်စွာဘုရားကအတိလင်းရှင်းပြီးတော့ဟောပြောထားတာဘာလဲလို့ဆိုရင်နသစ္စာဝတ္တလောဟောတိနသစ္စာဟောတိပြမနောအေးယုံမာသူယုံညံသူဆိုတာလဲမျိုးစားနဲ့မဆိုင်ဘူးတဲ့သူ့ရဲ့လောက်ရနဲ့ပဲဆိုင်မျိုးစားနဲ့မဆိုင်ဘူးမြင့်မြတ်သူဆိုတာလဲအမျိုးစားနဲ့မဆိုင်ဘူးတဲ့ဘာနဲ့ဆိုင်ကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်မှာသူလုံးတဲ့လုံးရနဲ့ပဲကြည့်ရဒီလူတယောက်ဟာမကောင်းတာလုပ်ရင်အောက်တန်းကြတဲ့အလုပ်လုံးလို့ရှိရင်ဘယ်လိုအထက်တန်းကမွေးအောက်တန်းကြတယ်မြတ်စွာဘုရားကအလွန်ရှင်းတယ်ဟောတာနော်အလွန်ရှင်းတယ်လူတယောက်ဟာသူများပစ္စည်းကိုခိုးယူပြီးအသက်မွေးမယ်ဆိုရင်တခိုးပဲတဲ့ဟောလောက်တာနဲ့ပတ်သက်ဓမြတိုက်မဲ့ဆိုရင်ဓမြပဲကပိုင်းနိုင်ပြီးစားရင်ကပိုင်းနိုင်ပဲအလုတ်ပေါ်မှာကြည့်ပြီးကိုလူကိုနမတက်ပေးတာမျိုးစက်နဲ့မဆိုင်ဘူးအမျိုးရိုးနဲ့မဆိုင်ဘူးသူလုံးတဲ့လောက်ရပေါ်မှာပဲသူကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်မနောလို့တကယ်ကိုမြတ်စွာဘုရားကလက်တွေ့ကြတယ်အဆုံးအမတွေကိုဟောပြောခဲ့တာ
လောကသားတွေအတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာအများကျိုးကောင်းကျိုးရဖို့ရာကြိုးပမ်းအားထုတ်တော်မူတာအထင်ရှားပဲဖြစ်တယ်သို့တော်လည်းမြတ်စွာဘုရားမှာအတိုက်ခံတွေမြောက်များစွာရင်ဆိုင်တွေ့ရတာတွေလည်းရှိတယ်ဒါကြောင့်ပါရမီဖြည့်တဲ့အထက်မှာခန္တီပါရမီဆိုတာအရေးတကြီးဖြည့်တာဘုရားဖြစ်တဲ့ပုဂ္ဂိုလ်ဟာသိခံဖို့ဆိုတာရှိရတယ်နောက်တစ်ခုကမေတ္တာပါရမီနဲ့ဥပေက္ခပါရမီအလွန်အဓိပ္ပာယ်ရှိတယ်ဗြဟ္မဝိဟာရတရား၄ပါးထဲမှာဥပေက္ခပါရမီမုရိဒပါရမီဆိုတာမပါဘူးဘာပါတော့ဆိုမေတ္တာပါရမီနဲ့ဥပေက္ခပါရမီဒီနှစ်ခုထည့်သွင်းထားတာဟာအလွန်အဓိပ္ပာယ်ရှိတယ်လို့ပြောတယ်တရားတွေအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတာမေတ္တာအဲ့ဒီမေတ္တာစွမ်းဆောင်မှုနဲ့တရားတွေကိုအကျိုးပြုပြီးတဲ့အခါမှာတရားတွေကမိမှုပေါ်မှာတုံ့ပြန်လာတာတွေနဲ့ပတ်သက်ပြီးတော့လုံးဝခရုမဆိုင်တာထည့်သွင်းပြီးတော့မရေတွက်တာဥပိ္ပခာဒီလိုဆိုလိုတယ်နော်အကယ်၍သာမြတ်စွာဘုရားကအများရဲ့အကျိုးကိုတည်ပိုးပြီးတော့ဟောပြောတဲ့ဟာကိုအားလုံးကမြတ်စွာဘုရားကိုတယုတတိတလေးစားနဲ့လိုက်နာကြတာလားလို့ဆိုမဟုတ်ဘူးဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပေါ်လာဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပေါ်လာမြတ်စွာဘုရားကိုယုသိလေးစားတဲ့ပုဂ္ဂိုလ်တွေရှိသလိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါလို့ရှိလာတဲ့အခါမှာဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်စေယုသိတဲ့ပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်စေမြတ်စွာဘုရားမကွဲမပြားတည်ငြိမ်စွာတိမှတ်တဲ့စိတ်သဘောထားထားနိုင်ခြင်းဒီဥပေက္ခပါရမီဒီလိုဆိုတာပေါ့နော်အဲ့ဒီဥပေက္ခပါရမီရေးကြည့်တယ်ဒါကြောင့်မို့တုံလုံးမှုမရှိလောကလူတွေမေတ္တာရှိလို့သူများတော့ကူညီကြပါရဲ့ဥပေက္ခမထားနိုင်သည့်အတွက်ကြောင့်ဘာဖြစ်ကိုယ်ပေါ်မှာကိုကူညီထားတဲ့ပုဂ္ဂိုလ်တယောက်ကကိုယ့်ပေါ်မှာကျေးဇူးကမ်းတာမျိုးလှုပ်လာပြီဆိုလို့ရှိရင်ပြောလို့မပြီးဘူးငါကဘယ်တော့ကလှုပ်ပေးထားတာငါပေါ်မှာကျေးဇူးမတင်ဘူးနဲ့ဒီလိုဖြစ်တတ်တယ်ပေါ့နော်ပြီးတော့လေကျေးဇူးတင်ခံခြင်းတဲ့စိတ်ကငကိုယ်တည်းရှိလာအဲ့တော့မြတ်စွာဘုရားကျတော့ဥပေက္ခပါရမီဖြည့်ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ပစ္စုပကာရဏနာတိတန္တိတဲ့သူတို့စီကတုံ့ပြန်လာမဲ့ဟာကိုဘာတစ်ခုမှမျှော်လင့်မထားဘူးကိုလှုပ်တာကိုဟာပဲပြီးပြီဒီမှာရင်ဖြတ်ထားလိုက်တယ်နော်သူများရဲ့အကျိုးစီးပွားကိုလှုပ်ပေးတာဒါကိုယ့်ဘက်ကလှုပ်ပေးတာသူစီကဘာတုံ့ပြန်လာမလဲကျေးဇူးတင်ပါတယ်ဆိုတဲ့စကားအစားတုံ့ပြန်လာမှုကိုဘာတစ်ခုမှမမျှော်လင့်ရဘူးဥပိ္ပခာဒီလိုဆိုလို့တာနော်အဲကြောင့်မို့အလွန်မမြတ်တယ်ချီးမွမ်းတဲ့လူပေါ်မှာဖြစ်စေကဲရတဲ့လူပေါ်မှာပဲဖြစ်စေဓာတ်နုထားနိုင်တယ်ရန်သူပေါ်မှာပဲဖြစ်စေမိတ်ဆွေပေါ်မှာပဲဖြစ်ဖြစ်စိတ်ဓာတ်ဟာဓာတ်နုထားနိုင်တယ်ဥပေက္ခပါရမီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ပါရမီ7ပါးဖြစ်ကျင့်လေ့ကျင့်ခဲ့တဲ့အကျင့်တွေကအလွန်များသည့်အတွက်ကြောင့်စိတ်ဓာတ်ရင့်ကျက်မှုဟာအလွန်ကိုခိုင်မာသွားတယ်ပါရမီဖြည့်တယ်ဆိုတာစိတ်ဓာတ်ရင့်ကျက်အောင်လေ့ကျင့်တာပဲစိတ်ဓာတ်ကိုရင့်ကျက်အောင်ဘုန်းကြီးတို့တွေလည်းရင့်ကျက်အောင်လေ့ကျင့်သွားမယ်ဆိုရင်ပါရမီပြည့်သွားမှာပဲပေါ့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်ဟာခိုင်မာနိုင်မှုခိုင်မာမှုမရှိကြဘူးတဲ့ရင်းရိုင်ပြီးတော့လှုပ်ရှားလာမြတ်စွာဘုရားလောကသားတို့အတွက်မြတ်ဗုဒ္ဓကျူပန်အထုတ်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုအဆန့်ကျင်ဆုံးပုဂ္ဂိုလ်တွေကဘယ်သူတွေလဲလို့ဆိုရင်ဗြဟ္မဏတွေပဲဖြစ်တယ်ပေါ့သို့သောဗြဟ္မဏအားလုံးကမြတ်စွာဘုရားကိုဆန့်ကျင်တာလားလို့ဆိုမဟုတ်ဘူးဗြဟ္မဏတွေကမြတ်စွာဘုရားအပေါ်မှာမကျေနပ်ချက်တွေအများကြီးရှိတယ်မကျေနပ်တာတွေအများကြီးရှိတယ်သူတို့ပေါ်မှာဒီဇက်ခွဲခြားမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကရှုတ်ချတာတွေမကျေနပ်ဘူးသူတို့ရဲ့အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးကုန်တာတွေမကျေနပ်ဘူးရစ်ပူဇော်ပွဲတွေပပျောက်သွားအောင်မြတ်စွာဘုရားကြိုးစားဟောပြောခဲ့တယ်မကျေနပ်ဘူးရစ်ပူဇော်တဲ့
လုပ်ငန်းတွေလုပ်ရမှသူတို့ကကောင်းကောင်းကြီးလတ်လတ်ပါတွေရကြတာကိုတထေးတကြွယ်တွေရစ်ပူဇော်ပြီးဆိုလို့ရှိရင်ငွေကြေးအမြောက်များရကြတယ်အဲ့ဒီရစ်ပူဇော်မှုတွေကိုမြတ်စွာဘုရားကအကျိုးမရှိဘူးလို့ဟောခဲ့တယ်ဗေဒတွေနဲ့ပတ်သက်ပြီးအကျိုးမရှိဘူးလို့ဟောခဲ့တော့သူတို့လုပ်ငန်းတွေကိုထိခိုက်သည့်အတွက်ကြောင့်ဗြဟ္မဏတွေဟာမြတ်စွာဘုရားကိုဆန့်ကျင်ဆုံးပဲသို့တော့အလုံးဆန့်ကျင်တာလားတော့မဟုတ်ဘူးအသိဉာဏ်ရှိတဲ့ဗြဟ္မဏတွေကတော့မြတ်စွာဘုရားရဲ့တပည့်ခံယူကြတယ်ကြည့်လေရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆိုတာဗြဟ္မဏတွေပဲဗြဟ္မဏတွေကလာတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူတယ်ပင်စဝဂ္ဂီ၅ပါးကြည့်ဗြဟ္မဏတွေပဲဘုရားလောင်းလေးမွေးဖွားလာတဲ့အခါကွန်တင်ညဆိုတာအငယ်ဆုံးအနေနဲ့မြတ်စွာဘုရားရဲ့အလောင်းတော်လေးရဲ့နမိတ်လက္ခဏာတွေဖတ်ကြားပြီးတော့ဗေဒင်ဟောတဲ့ပုဂ္ဂိုလ်ပဲသူတို့တွေကြတော့ပင်ကိုယ်ကစိတ်ကောင်းနှလုံးကောင်းရှိသည့်အတွက်ကြောင့်သူတို့ဗေဒင်ကျမ်းဂန်ထဲမှာလည်းပဲဘုရားဆိုတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်ဖို့အမှတ်လက္ခဏာတွေရှိတယ်ဆိုတာယုံကြည်ထားသည့်အတွက်ကြောင့်ဗေဒင်ကျမ်းဂန်အရာဘုရားဆိုတာလောကမှာရှိတယ်ဆိုတာလက်ခံထားသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကတော့သိပြီးမဆန့်ကျင်ကြဘူးမြတ်စွာဘုရားတပည့်ဖြစ်ခံယူကြတယ်တော်တော်များများကတော့မြတ်စွာဘုရားရဲ့ဒီဇက်ခွဲခြားပြီးတော့ဒီသူတို့ဇက်ခွဲခြားမှုတွေကိုမြတ်စွာဘုရားကဇတ်၄မျိုးဓာတ်နုထားပြီးတော့ဇတုဝန္နသုတ်တိဆိုတာကိုပယ်ဖြတ်ဒီဟောကြားခဲ့တဲ့အတွက်မြတ်စွာဘုရားအပေါ်မှာဇက်ကိုပယ်ဖြစ်ပြီးတော့ဘယ်သူပဲဖြစ်ဖြစ်ကောင်းတာလုပ်ရင်လူကောင်းပဲလို့တတ်မှတ်ဟောကြားခဲ့တဲ့တရားပေါ်မှာမကြေမနပ်မှုတွေအများကြီးဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့အခုဒီနေ့လည်းမှတ်သားနိုင်ယူချဖို့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားဘဝမှာဗြဟ္မဏတွေနဲ့ကြုံတွေ့ရတဲ့မှတ်တမ်းတင်ထားတာတွေအများကြီးရှိတယ်ပေါ့အဲ့ဒီထဲကမှတ်တမ်းတစ်ခုအနေနဲ့ပြောရမယ်လောကသားတို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ခရီးဒေသစာရီကြွချီတယ်ခရီးသွားတယ်ဆိုတာလောကသားဟာဗြဟ္မဏပဲဖြစ်ဖြစ်ခတ္တိယပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်သုဒ္ဓပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်နားလဲအောင်ပြောရမလဲဘယ်ပုဂ္ဂိုလ်ငါပြောတာနားလဲနိုင်မလဲဘယ်ပုဂ္ဂိုလ်ဟာအသိဉာဏ်ရှိတယ်လဲသိဉာဏ်ရှိရင်အဲ့ဒီအသိဉာဏ်တကားကိုဖွင့်ပေးဖို့မြတ်စွာဘုရားဟာဇမရွေးဘယ်ပုဂ္ဂိုလ်ထံမှာပဲဖြစ်စီကြွရောက်ချီးမြှောက်လေးရှိတယ်ပေါ့။ဘာဖြစ်လို့လောကသားတွေအတွက်ကြိုးပြုဘယ်သူဘယ်ဝါခွဲခြားဆက်ဆံတာမရှိဘူး။ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခရီးဒေသစာရီအမြဲတမ်းလို့ဝါဘကာလမှာကြွတယ်။အေးကောသလတိုင်းကြီးမှာခရီးဒေသစာရီကြွတယ်။ကောသလတိုင်းခရီးသွားရင်ကနေအိစ္ဆာနင်္ဂလလို့ခေါ်တဲ့ပုံနာရွာဗြဟ္မဏရွာတရွာကိုရောက်သွားတယ်။အဲဒီပုံနာရွာအိစ္ဆာနင်္ဂလဆိုတဲ့ရွာအနီးမှာအိစ္ဆာနင်္ဂလတောအုပ်ကြီးဆိုတာရှိတယ်။အဲဒီတောအုပ်ထဲမှာယဟန်900ခြံရံနဲ့ခရီးသွားရင်ဝင်ရောက်ပြီးတော့ခိတ္တနားနေတော်မူခဲ့တယ်ပေါ့။ရသော်ဘုရားရောက်ပြီဆိုလို့ရှိရင်တရင်ကဟိုးလေးတကြောဖြစ်တယ်။ဘာဖြစ်လို့တော့မြတ်စွာဘုရားရဲ့ခုံတရင်တွေဟာတလောကလုံးပြန့်နှံ့ပြီးတော့နေတာ။တာကိဝေမင်းသားဂေါရမယဟန်တော်ဂေါရမယဟန်တော်ဟာဒီလိုအည်ချင်းတွေရှိတဲ့ဆိုပြီးတော့မြန်မာလူမျိုးတွေသိတဲ့ဣတိပိသောဘဂဝါရဟံအဲ့ဒီမှာရှိတဲ့အည်ချင်းတွေဟာထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့အည်ချင်းတွေဟာအဲ့ဒါတွေပဲပူဇော်တတ်တယ်။ဘာဖြစ်လို့ပူဇော်တတ်လဲ။တရားဓမ္မကိုကိုယ်တိုင်မှန်မှန်ကန်ကန်သိတယ်။ကိုယ်တိုင်မှန်မှန်ကန်ကန်သိတာဘာကြောင့်သိလဲ။ဝိဇ္ဇာစရဏတမ္ပန္နအကျင့်နဲ့အသိဉာဏ်နဲ့ပြည့်စုံလို့အဲ့ဒီလိုပြည့်စုံအောင်ဘာလို့တုကတကောင်းတဲ့အကျင့်ကိုကျင့်တယ်ကောင်းတဲ့လမ်းကြောင်းတိုင်းလျှောက်လန်းတယ်။ဒါကြောင့်လောကဝိတုလောကအကြောင်းကောင်းကောင်းသိတယ်။တရားရည်ရဲ့အကျိုး
သိဘိုးတဲ့အနေနဲ့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာအတုမရှိပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆုံးမတတ်လို့ပဲနတ်လူတို့ရဲ့ဆရာဖြစ်ပြီသိအောင်ပြောပြနိုင်လို့ဗုဒ္ဓသို့မဟုတ်ပထမဆုံးစတင်မှန်တရားကိုသိလို့ဗုဒ္ဓထိုဗုဒ္ဓမှာဘုံကံပါရမီနဲ့ပြည့်စုံလို့ဘဂဝါလို့ဆိုဒီလိုအရေးချင်းနေနဲ့ပြည့်စုံနေဆိုတာတလောကလုံးထင်ရှားကြော်ကြားဒါတည်းမကဘူးလောကကြီးအကြောင်းကိုကိုယ်တိုင်သိပြီးတော့ဟောပြောတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်မြတ်ဟောကြားတဲ့တရားတွေဟာလည်းအစလည်းကောင်းတယ်အလယ်လည်းကောင်းတယ်အဆုံးလည်းကောင်းတယ်စကလုံးရွေးချယ်မှုနဲ့လည်းပြည့်စုံတယ်အ내ဒိဗ္ဗေနဲ့လည်းပြည့်စုံတယ်လက်တွေ့ကြတဲ့အကျင့်တရားကိုလည်းပဲပြည့်ပြည့်ဝဝထုတ်ဖို့ဟောကြားတာဖြစ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးဆုံရတွေ့ရရင်အလွန်ကောင်းတာပဲဆိုတဲ့ဂုဏ်သတင်းတွေဟာတလောကလုံးပြန့်နှံ့ပြီးတော့နေတာဖျားကြွသွားတဲ့နေရာတိုင်းမှာပဲဒီဂုဏ်သတင်းရှိသည့်အတွက်ကြောင့်လူတွေဟာအုံကြက်ကြက်နဲ့မြတ်စွာဘုရားရှိအောင်လာရောက်တွေ့ကြစမြဲဖူးမြော်ကြစမြဲပဲပေါ့အဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီဆိုတဲ့သတင်းကိုအိဋ္ဌာနင်္ဂလရွာနဲ့သိပ်ပြီးတော့အလွန်ကြီးမဝေးတဲ့အဲ့ဒီရွာရဲ့မြို့ဖြစ်တဲ့ဥက္ကဋ္ဌဆိုတဲ့မြို့ရှိတယ်အဲ့ဒီဥက္ကဋ္ဌမြို့ကိုဘယ်သူအုပ်ချုပ်နေတယ်လဲဆိုရင်ပောက္ခရတာတိလို့ခေါ်တယ်ပုံနာကြီးတူပြမနာကြီးတူအုပ်ချုပ်သူကကောသလမင်းကြီးရဲ့ဆရာပဲပတ္တနေကောသလမင်းကြီးကိုတိုင်းရေးပြည်ရေးကိစ္စကအစအကြံဉာဏ်ပေးရတဲ့သင်ကြားပေးရတဲ့ဆရာအဲ့ဒါလို့ပောက္ခရတာတိပုံနာကြီးကိုဘုရင်ကကျေနပ်လို့ဥက္ကဋ္ဌမြို့ကြီးကိုပိုင်စားပေးပြီးတော့သူကမြို့စားဘဝနဲ့အဲ့ဒီမြို့မှာအုပ်ချုပ်ပြီးတော့နေတာတပည့်တွေမြောက်များစွာကိုဗေဒကျမ်းဂန်တွေတင်ကြားပို့ချပြီးသူတို့ခေတ်ကတော့ဝိဇ္ဇာပညာရပ်ဆိုဒီမှာဗေဒသုံးပုံနဲ့သက်ဆိုင်တဲ့ဗေဒနဲ့ပတ်သက်တဲ့ကျမ်းတွေပေါ့ဝေဒင်္ဂလို့ဆိုတဲ့ကျမ်းတွေကိုသင်ကြားပို့ချပြီးတော့ပေးတာပညာတတ်တပည့်တွေအများကြီးပဲဗြဟ္မဏတွေရဲ့ဒီထုံးတမ်းစင်လာကဘာလို့ရလဲလို့ဆိုရင်မွေးဖွားလာပြီးတဲ့နောက်အရွယ်ရောက်တဲ့အချိန်ကစပြီးတော့48နှစ်ဗြဟ္မဏတွေတတ်အပ်တဲ့ဗေဒကျမ်းတွေကိုသင်ရတယ်အိမ်တော်မပြုတ်ရဘူးအသက်48နှစ်ထိအောင်သူတို့ဗြဟ္မစာရီလို့ခေါ်တယ်နော်လူပြိုဘဝနဲ့ဒီဗေဒကျမ်းတွေကိုသင်ရတယ်သင်တယ်ဆိုတာခုခေတ်နဲ့စာအုပ်နဲ့မဟုတ်ဘူးနှုတ်တဲ့ချပြီးတော့သင်ပေးတာဂါထာပေါင်းကလည်းအမတန်မှများတယ်ဣရုဗေဒယစုဗေဒတာမဗေဒဆိုဗေဒကျမ်းတွေဟာနတ်ဖျားတွေကိုချီးမွမ်းတဲ့ဂါထာတွေလောကမှာလိုက်နာဖို့ကောင်းတဲ့ဂါထာတွေမန္တရားတွေဒါတွေကိုစုပြီးတော့ရေးသားဖော်ပြထားတဲ့ဗေဒကျမ်းတွေပေါ့အဲ့ဒီထဲမှာမဟာပုရိသလက္ခဏာကျမ်းတို့ဆိုတာတွေဒီညမပြေမှာတော့အခုလက္ခဏာနဲ့ပြောရင်လက်ဖွားကြည့်တာများလက္ခဏာဆိုတာအမှတ်သားကိုဆိုလိုတယ်ပေါ့လူတစ်ကိုယ်လုံးမှာရှိတဲ့အမှတ်သားတွေမျက်လုံးရဲ့ပုံပန်းတန်တန်ခေါင်းရဲ့ပုံပန်းတန်တန်နှာခေါင်းရဲ့ပုံပန်းတန်တန်နားရဲ့ပုံပန်းတန်တန်အကုန်လုံးလက်ချေအင်္ဂါအစပြီးတော့ကြည့်တာဒါကိုလက္ခဏာလို့ခေါ်တယ်လက္ခဏာဆိုတာကိုပါဠိစကားမှမသိတဲ့အခါဘာပြောတော့ခြေခဏလို့လုံးတဲ့လူဟာရှိသေးတယ်နော်လက္ခဏာဆိုတာဒီလက်ကိုပြောတာမဟုတ်အမှတ်သားလို့ဆိုလိုတယ်ပေါ့လက်ဖွားရဲ့အမှတ်သားလေးတွေကိုကြည့်ပြီးတော့ဗေဒကျမ်းတွေမှာဆိုထားတဲ့အတိုင်းတကယ်ကတော့ခန္ဓာကိုယ်မှာရှိတဲ့လူရဲ့အင်္ဂါရက်တွေအလုံးကိုကြည့်တာအဲ့လိုပညာရက်တွေထွန်းထွန်းကားကားဖြစ်အောင်သင်ကြားပို့ချတပည့်ပေါင်းများစွာနဲ့ဥက္ကဋ္ဌမြို့မှာနေဗေဒသင်လူတဲ့ပြမနာလူငယ်တွေ48နှစ်အသက်48နှစ်ထိအောင်ကျောင်းနေရတယ်လို့ဆိုလို့ရပေါ့အသက်48နှစ်ပြည့်လို့ရှိရင်တော့အိမ်တော်ပြုတ်ကျင်တယ်ဆိုရင်လည်းအိမ်တော်ပြုတ်လို့ရတယ်မပြုတ်ကျင်ဘူးဆိုလို့ရှိရင်မိပူဇော်တဲ့လုပ်ငန်းနဲ့သူမွေးတဲ့နေ့ကမီးလေးမငိမ့်အောင်ထိမ့်သိမ်းထားပြီးတော့
အဲ့ဒီမီးတွေကိုထောပတ်စသည်လောင်းထည့်ပြီးတော့မန္တန်စုပ်တဲ့လုပ်ငန်းကိုတစ်သက်လုံးလုပ်ကြတယ်သူတို့စိတ်ကတော့ဒီအလုပ်လုံးလို့ရှိရင်သူတို့ရဲ့ပန်းတိုင်ကတော့ဘာတော့ဆိုဗြဟ္မပြည်ကိုရောက်ဖို့ပဲဒီလိုအနေနဲ့ချင့်ကြတာပေါ့နော်အဲ့တော့မြတ်စွာဘုရားအိဆာနင်္ဂလတောအုပ်ကြီးထဲမှာသတင်းသုံးနေတဲ့အချိန်မှာဥက္ကဋ္ဌမျိုးစားကြီးပောက္ခရတာတိကသတင်းကြားတယ်မြတ်စွာဘုရားရဲ့ဂုဏ်သတင်းတွေကြားတော့သူတို့ကအတတ်ပညာအသိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဆိုတော့သတင်းကြားချင်းသွားပြီးတော့မတွေ့ဘူးစုံစမ်းခိုင်းဖို့သူ့တပည့်ကိုခေါ်လိုက်တယ်သူ့တပည့်တွေထဲမှာပညာအတော်ဆုံးအထက်မြတ်ဆုံးဆရာသိသလောက်အကုန်သိဆရာရဲ့လက်ဆောင်ဆရာဖြစ်တပည့်ကြီးဖြစ်ပြီးတော့ဆရာကိုစားသင်ပြနိုင်တဲ့စွမ်းရည်တတိရှိတဲ့အမ္ဘထဆိုတဲ့သူ့ရဲ့လက်ထောက်တပည့်ကိုခေါ်လိုက်ပြီးတော့ငါတပည့်တဲ့ယဟန်ဂေါရမတာကဝင်လူမျိုးကနေပြီးတော့သင်္ကန်းဝတ်လာတဲ့ယဟန်ဂေါရမအိဆာနင်္ဂလတောအုပ်ထဲမှာရောက်နေတယ်လို့ပြောတယ်သူဟာသိကြော်ကြားတယ်သူကြော်ကြားတဲ့အတိုင်းတကယ်ဟုတ်သလားကြော်တဲ့အတိုင်းတကယ်တော်သလားမင်းသွားစုံစမ်းစမ်းကြော်တဲ့အတိုင်းတကယ်တော်တာဟုတ်ကလားသတင်းကြားတဲ့အတိုင်းတကယ်တော်တာဟုတ်မဟုတ်မင်းသွားစုံစမ်းလို့ဆိုတော့အမ္ဘထကသူ့ဆရာဘာပြောတော့ဆရာကျွန်တော်ဘယ်လိုလုပ်သိမလဲတကယ်ဟုတ်တဲ့အတိုင်းကြော်သလားကြော်တဲ့အတိုင်းသူတကယ်တော်သလားဆိုတာကျွန်တော်ဘယ်လိုလုပ်သိရမလို့ဆိုဟာငါသင်ထားတဲ့ဗေဒကျမ်းတွေမှာရှိတယ်လေတဲ့မဟာပုရိသလက္ခဏာကျမ်းဆိုတာလူတယောက်ရဲ့အင်္ဂယုတ်ကိုမင်းကြည့်ရမှာလေကြည့်လိုက်အဲ့ဒီအင်္ဂါရက်တွေနဲ့တိုက်ဆိုင်ပြီးတော့ကြည့်ရင်အဲ့ဒီလိုမဟာပုရိသလက္ခဏာလို့ဆိုတဲ့32မျိုးသောယောက်ျားမြတ်လက္ခဏာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာသူ့မှာလမ်းကြောင်းနှစ်သွယ်ပဲရှိတယ်မျောလင်းရမယ်သူ့ရဲ့ပန်းတိုင်ဟာနှစ်ခုပဲရှိတယ်တစ်ခုကတော့လူဘဝမှာနေရင်စัจ java ရိမင်းဖြစ်မယ်သာသနာပေါင်းဝင်သွားမယ်လောကကိုခွာရှောင်ပြီးတော့တရားဓမ္မကျင့်တော်မယ်ဆိုရင်ဖျားဖြစ်မယ်ဒီလက္ခဏာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့လားရာသွားရာဟာဒီနှစ်ခုပဲရှိတယ်မင်းအဲ့ဓာတွေနဲ့တိုက်ဆိုင်ပြီးတော့ကြည့်မင်းကငါအပြည့်အဝသင်ပေးပြီးပြီမင်းကလည်းငါစီကဗေဒကျမ်းတွေကိုမင်းသင်ထားတာပဲအဲ့ဓာနဲ့သွားပြီးတော့စူးစမ်းမှာကြော်တဲ့အတိုင်းဟုတ်မဟုတ်မင်းငါစီကိုပြန်ပြောဖို့သွားပြီးတော့မင်းအရင်သွားစုံစမ်းမှာလို့ဆိုအဲ့ဒါနဲ့အမ္ဘထကကောင်းပါပြီဆရာဆိုပြီးတေးသေးချာချာသူ့ဆရာကြီးကိုရှ िख ိုးဝှချလို့ဆရာကြီးကသူစီးတဲ့မြင်ရထားကိုပေးလိုက်တယ်နောက်ကတပည့်တွေကိုလည်းသူနဲ့အချံရံဖြစ်နောက်ပါဖြစ်ထည့်လိုက်တယ်ကဲအိဆာနင်္ဂလတော်တယ်မင်းတို့လည်းလိုက်သွားကြဟိုသွားတဲ့အခါဂေါရမယဟန်ဂေါရမရဲ့ကြော်ကြားမှုတွေဟာမှန်ကန်မှုရှိမရှိမင်းတို့စုံစမ်းခဲ့အမ္ဘထလူလင်ခေါင်းဆောင်တဲ့ဗေဒအတတ်ပညာသင်နေတဲ့ကျောင်းသားတွေပေါ့ကျောင်းသားလူငယ်တစုဟာအဲဒီတော့ကလူငယ်လို့ဆိုတာအသက်48နှစ်မပြည့်သေးတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးအဲ့ထက်ပဲနော်မြင်ထားတွေစီးပြီးတော့မြတ်စွာဘုရားသတင်းသုံးတဲ့တောအုပ်ထဲကိုရောက်သွားကြတယ်အေးမြတ်စွာဘုရားသတင်းသုံးတဲ့အယံထဲမှာအယံဝရောက်တဲ့အခါကျတော့သူတို့စီးလာတဲ့မြင်ရထားပြင်မဲ့မှာထားထုံးစံတိုင်းပဲအဲ့ဒီခေတ်ကစီးလာတဲ့ယင်နေနဲ့လေးစားရမယ့်ပုဂ္ဂိုလ်ကြောင့်လည်းဘယ်တော့မှမဝင်ဘူးနော်ဘယ်တော့မှမဝင်ဘူးအပြင်မှာထားခဲ့တယ်ထားပြီးတော့ခြေချင်းဝင်ကြတယ်အဲ့တော့ခြေချင်းဝင်တဲ့အခါမှာအဲ့ဒီအိဆာနင်္ဂလတော်ထဲမှာလဲမြတ်စွာဘုရားသတင်းသုံးဖို့ဆိုတဲ့စောက်ထားတဲ့အဆောက်အဦလေးတွေရှိမှာပေါ့အဲ့ဒီဝင်လာတဲ့အခါမှာသူတို့ဘသူအရင်တွေ့တော့ဆိုလမ်းလျှောက်ပြီးတော့တရားမှတ်နေတဲ့ယဟန်တွေကိုတွတ်တွေ့တယ်သူတို့ရောက်သွားတဲ့အချိန်ကနေမွန်းတိတဲ့အချိန်ဖြစ်တယ်ယဟန်တော်တွေဟာနေစွန်းဖုံးမေးပြီးတဲ့အခါမှာတ
တိတပင်ရင်ဝါရင်အောက်မှာဈဉ္ဉံရှောက်ပြီးတော့တရားမှတ်နေကြတယ်ဝင်သွားခြင်းယဟန်တော်တစ်ပါးကိုတွေ့တဲ့အခါကျတော့အမ္ပတ္ထကအဲ့ဒီယဟန္တာချင်းကပ်ပြီးယဟန်ဂေါရမဘယ်ကြောင်းမှသတင်းသုံးမှတလဲကျွန်ုပ်တို့ဒီလာတာယဟန်ဂေါရမနဲ့တွေ့ချင်လို့လာတာပါဆိုတဲ့မေကွန်းမေးတဲ့အခါကျတော့အဲ့ဒီကမ္မထံအထုတ်နေတဲ့ယဟန်တော်ကသူ့ကိုကြည့်လိုက်တော့အမ္ပတ္ထဆိုတာအဲ့ဒီခေတ်ကဒီမျိုးရိုးကလည်းပဲဇက်မြင့်တဲ့မျိုးရိုးဆိုပြီးနာမည်ကြီးနေတယ်ပေါ့သူတို့ခေတ်မှာနာမည်ကြီးတယ်ခုံတရင်ကြီးတယ်ဥက္ကဋ္ဌမြို့မှာပညာတတ်ပြီးတော့အမတ္တမမမနာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာသိရတယ်ဒါကြောင့်မို့ယဟန်တော်ကလှမ်းညွှန်လိုက်တယ်ဟောဟုတ်နာလှမ်းကြည့်လိုက်ဟိုမှာကျောင်းတကားပိတ်ထားတယ်အဲ့ဒီတကားပိတ်ထားတဲ့ကျောင်းကိုသွားပါတူတူသွားပါဆုညံလုံးမသွားပါနဲ့ရသော်ဗျာကျောင်းသွားရင်လိုက်နာရမယ်ကျင့်ဝတ်တွေရှိတယ်တိတ်သွားရမယ်အပတ္တတော်ဘုရားသတင်းသုံးတဲ့ကျောင်းကိုသွားလို့ရှိရင်တူတူတိတ်သွားပြီးတော့ဖြည်းဖြည်းနှိမ့်နှိမ့်မှန်မှန်လမ်းလျှောက်ပြီးတော့သွားအမြန်ကြီးလည်းမသွားနဲ့နော်အပြေးလွှားလည်းမသွားနဲ့ဖြည်းဖြည်းသွားတူတူတိတ်သွားပြီးတော့ကျောင်းအမိုးအောက်ဝင်ပြီးတဲ့အခါမှာတကားကိုခောက်လိုက်ပါတဲ့ခောက်လိုက်လို့ရှင်မြတ်စွာဘုရားတကားဖွင့်ပေးပါလိမ့်မယ်ဆိုတော့သူတို့စီမှာတကားမြဲပိတ်နေတာဘုန်းကြီးတို့အိန္ဒိယနေတုန်းကလည်းတတိထားမိတယ်အိန္ဒိယဗာရဏသီမှာဗမာကျောင်းရဲ့ပတ်ဝန်းကျင်မှာကလားအိမ်နေရှိတာနေ့ဆိုရင်ကြားနေရတာပဲတောက်ဟိုဘက်ကတောက်ဒီဘက်ကတောက်လာတဲ့လူတွေတကားဖောက်ခောက်ကြတာတွေကြားနေရဩစားရဲပါတာဓာရီနေမှာပဲလေလို့နော်ပါဇက်နဲ့မခေါ်ဘူးអော်ပြီးမခေါ်ဘူးတကားကိုခောက်တာတောက်တန်နေခဏနဲ့ကြားတယ်ရသော်ဘုရားကျောင်းကလည်းပဲဒီလိုပဲတကားပိတ်ထားတယ်အေးတကားခောက်ပြီဆိုလို့ရှိရင်တော့လိုက်နာရမယ့်ကျင့်ဝတ်တွေရှိတယ်ရသော်ဘုရားစီလာတဲ့ပုဂ္ဂိုလ်တွေကလူသားတွေကြီးမဟုတ်ဘူးနတ်တွေပြမာတွေလာလို့ရှိရင်တကားခောက်တဲ့အခါမှာအထိတ်ဖျားမှာခောက်တယ်နဂါးတွေဘာတွေလာလို့ရှိရင်အောက်ခြေမှာခောက်တယ်လူသားတွေသွားလို့ရှိရင်ပောက်ခတ်တဲ့နေရာအလဲဘိုးမှာခောက်ရတယ်အဲ့ဒါလို့တကားခောက်လိုက်တဲ့အခါမြတ်စွာဘုရားကတကားကိုဖွင့်ပေးလိုက်တယ်ထဖွင့်တာတော့မဟုတ်ဘူးဘုရားကစိတ်နဲ့ပဲတကားခွင့်ပြုလိုက်တာနဲ့တကားပွင့်သွားအဲ့ဒါနဲ့အမ္ပတ္ထမြတ်စွာဘုရားထက်ကျောင်းထဲကိုဝင်လာသူ့နောက်ကလူလင်နေလဲမြတ်စွာဘုရားကျောင်းထဲဝင်လာကြပြီးတော့မြတ်စွာဘုရားနဲ့တွေ့ချင်းနှုတ်ဆက်ကြဒါကတော့ထုံးစံပဲလူယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာနှုတ်ဆက်စကားပြောကြတယ်နှုတ်ဆက်စကားပြောပြီးတဲ့အခါမှာသူ့နောက်ကလိုက်လာတဲ့ကျောင်းသားလူငယ်တွေကတော့တနေရာမှာထိုင်ပြီးတော့နေကြတယ်အမ္ပတ္ထကတော့အဲ့ဒါလိုမထိုင်ဘူးမြတ်စွာဘုရားရှိမှမြတ်စွာဘုရားကထိုင်နေတာသူကဘုရားရှိမှလမ်းသလားပြီးတော့မြတ်စွာဘုရားနဲ့စကားတွေဟိုပြောဒီပြောလျှောက်ပြောတယ်ငေါ့လုံးတွေထိတ်လုံးတွေနဲ့လျှောက်ပြောတယ်သူကခေါင်းဆောင်လာတာနော်ငေါ်လုံးတွေထေလုံးတွေနဲ့လျှောက်ပြီးတော့မြတ်စွာဘုရားကိုခုခေတ်လို့ပြောမှဆိုရည်တဲ့လောက်တာပေါ့နော်မြတ်စွာဘုရားကိုအဲ့ဒါလို့ငေါ်လုံးထေလုံးတွေနဲ့ပြောတယ်မတ္တကြီးရပ်ပြီးတော့မြတ်စွာဘုရားနဲ့စကားပြောတယ်ထိုင်းနေတဲ့မြတ်စွာဘုရားနဲ့စကားပြောတယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့မြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်လိုက်တယ်အမ္ပတ္ထနေစမ်းမအောင်မင်းတို့ဆရာတွေနဲ့စကားပြောလို့ရှိရင်အခုလိုလမ်းလျှောက်ရင်ထိုင်ရင်နဲ့ထိုင်းနေတဲ့ဆရာနဲ့စကားပြောလို့ရသလားတဲ့လူယဉ်ကျေးမှုသူဖောက်ဖျက်နေတာနော်မြတ်စွာဘုရားစိတ်လာရင်သူထိုင်ရင်လည်းပြောရမြတ်စွာဘုရားထိုင်နေသည့်အတွက်ကြောင့်ထိုင်ပြောရမယ်မတ်တကြီးမပြောရဘူးသူကဒီလိုဆိုလိုတာနော်လူယဉ်ကျေးမှုကဆရာတွေစီကိုလေးစားရမယ်ပုဂ္ဂိုလ်စီလာရင်
ဆရာကမတ်တရနေရင်မတ်တရရင်ပြောလို့ရတယ်ဆရာကလမ်းလျှောက်နေရင်ကိုယ်လည်းလမ်းလျှောက်ပြောလို့ရတယ်ဆရာကထိုင်းနေထိုင်ပြောလို့ရတယ်ဒါကလူယဉ်ကျေးမှုအဲ့ဒါလို့ပြောသူကအဲ့ဒါလို့မဟုတ်ဘူးထိုင်းနေတဲ့မြတ်စွာဘုရားနဲ့လမ်းလျှောက်တယ်လမ်းလျှောက်ပြီးတော့မတ်တရက်တယ်အဲ့လိုလုပ်ပြီးတော့စကားတွေတောင်ပြောမြောက်ပြောတွေလျှောက်ပြောတယ်အဲ့ဒီအမူအရာကပြုံးစည်းစီအမူအရာနဲ့လုပ်ပြီးမြတ်စွာဘုရားကိုမလေးမစားစကားမျိုးတွေကိုပြောတော့မြတ်စွာဘုရားသူ့မေးလိုက်တယ်အမ္ပဋ္ဌနေစမ်းမအောင်မင်းတို့ဆရာတွေနဲ့စကားပြောတဲ့အခါမှာထိုင်းနေတဲ့ဆရာနဲ့အခုလိုပဲစကားပြောသလားတဲ့ပြောလို့ရသလားမြတ်စွာဘုရားမေးလိုက်တော့သူကဘာပြောတော့ဆိုလို့ရှိရင်ထိုင်းနေတဲ့ဆရာနဲ့သွားနေတဲ့ထိုင်းနေတဲ့ဆရာနဲ့ထိုင်းနေတပည့်ကထိုင်ပြီးစကားပြောလို့လည်းရတယ်သွားနေတဲ့ဆရာနဲ့တပည့်ကသွားပြီးစကားပြောလို့ရတယ်ရပ်နေတဲ့ဆရာနဲ့လည်းတပည့်ကရပ်ပြီးစကားပြောလို့ရတယ်ဒါရင်သူကမပြောဘဲနဲ့ဘာတိအောင်ပြောအိတ်နေတဲ့အိတ်ရထဲမှာလျှောင်းနေတဲ့ဆရာနဲ့လည်းတပည့်ကလျှောင်းပြီးပြောလို့ရတယ်လို့သူပြောလိုက်တယ်မှန်တော့အဲ့ဒါကသူတက်တက်ပြောလိုက်တဲ့စကားတခုဆရာရှိမှအိတ်ပြောတယ်ဆိုတာဘယ်တော့မှမရှိရဘူးသူတို့ခေတ်မှာနော်အဲ့ဒါလို့ပြောပြီးတော့သူကအဲ့ဒါလို့ပြောလို့ရတယ်တဲ့အခုလို့ကတုံးရုပ်တွေယဟန်ရုပ်တွေမြတ်စွာဘုရားကိုစောင်းချိတ်ပြီးပြောတာကတုံးရုပ်တွေယဟန်ရုပ်တွေခိုင်းဘတ်တွေမြမကြီးရဲ့ခြေပမိုးကမွေးလာတဲ့ပုဂ္ဂိုလ်တွေဒီလိုပုဂ္ဂိုလ်တွေနဲ့ကြတော့ကိုပြောခြင်းသူတို့ပြောလို့ရတယ်သူတို့ကိုအေးဆိုင်เสียမလိုဘူးလို့မြတ်စွာဘုရားကိုအဲ့ဒါလို့စောစောကားကပြောလိုက်တာစောစောကားကပြောလိုက်တော့မြတ်စွာဘုရားကသူ့ကိုတတိပေးတယ်အမ္ပဋ္ဌမင်းလာတာကိစ္စနဲ့လာတာတဲ့ကိုလာရင်ကိစ္စကိုမင်းတတိထားဖို့ကောင်းတယ်တဲ့ဘုရားတတိပေးပုံတွေကအဲ့လိုပေးတယ်အမ္ပဋ္ဌမင်းလာတာကိစ္စတစ်ခုနဲ့လာတာအဲ့ဒီကိစ္စကိုမင်းတတိထားပါတဲ့မင်းဟာတဲ့ဆရာကောင်းတပည့်လို့ကိုထင်းနေတာတကယ်တော့မင်းလုပ်တဲ့အမှုရာတွေကြည့်လိုက်ရင်မင်းဆရာကောင်းတပည့်မဟုတ်ဘူးတဲ့အဲ့ဒီမှာ तू နာသွားပြန်တယ် तू နော် तू ကစော်ကားတာဟုတ်မြတ်စွာဘုရားအဲ့လိုပြောလိုက်တဲ့အခါကျ तू နာသွားတယ်နာသွားပြီးတော့မြတ်စွာဘုရားကိုတော့တိုက်ရိုက်ကြည့်မပြောဘူးမပြောဘဲနဲ့မြတ်စွာဘုရားရဲ့အမျိုးဆက်ကိုတိုက်ခိုက်ပြီးတော့ तू ပြောတော့တာအဲ့ချိန်ရှင်ဂေါရမတဲ့ဒီတာဂိဝင်တัจจဇာတိတာဂိဝင်လူမျိုးတွေဟာစန္ဒာအလွန်မာနကြီးတဲ့လူတွေဖရုတာကြမ်းတမ်းတဲ့လူတွေလဟုတာလူပြင်းလူဘော့တွေဒီလိုလူပြင်းလူဘော့တွေဘတ်တာစကားအလွန်များတဲ့လူမျိုးတွေမြတ်စွာဘုရားကိုတိုက်ခိုက်ဖို့ပြောတာ तू ကအဲ့ဒီတာဂိဝင်မင်းတွေကိုတိုက်ခိုက်ပြီးတော့တက်ကြမျိုးနွယ်တွေဟာတဲ့တကယ့်ကိုချမ်းတမ်းပြီးမာနကြီးတဲ့လူတွေချမ်းချုပ်တဲ့လူတွေစကားများတဲ့လူတွေလူဘော့လူပြင်းနေလို့မြတ်စွာဘုရားပြီးတော့သူတို့ဟာတကယ်တော့ဗြဟ္မဏတွေရဲ့ခိုင်းဘတ်တွေသာဖြစ်တယ်အဲ့ဒီလိုခိုင်းဘတ်တွေဖြစ်ပြီးတော့ဗြဟ္မဏတွေကိုအယိုသေးမပြုတ်တာဟာဝတ္တရားမကြည်ဘူးဒီလူတွေဟာအလကားလူတွေလို့မြတ်စွာဘုရားကိုဒီလိုဘုရားကိုထိခိုက်အောင်အရှင်ဂေါရမလို့ဆိုတာပဲမသုံးတယ်မြတ်စွာဘုရားရဲ့အမျိုးရိုးကိုအဲ့ဒါလို့ထိခိုက်ပြီးတော့ပြောတော့မြတ်စွာဘုရားကသူ့ကိုပြန်မေးတယ်နေပါအောင်တဲ့တာဂိဝင်မျိုးတွေကမင်းကိုဘာများစော်ကားလို့လဲဘာများလုပ်ခဲ့လို့လဲဒီလိုပြောရအောင်မင်းကတာဂိဝင်တွေကမင်းကိုဘယ်လိုများလုပ်ခဲ့လို့လဲလို့ဆိုတော့သူတခါတော့ငါတဲ့သူ့ဆရာကလွတ်လို့ကပိလဝတ်ကိုတခါသွားတယ်သွားတဲ့အခါမှာတာဂိဝင်တွေမင်းကြီးမင်းသားတွေလူကြီးတွေလူငယ်တွေတန်ထာကာရဆိုတဲ့အစည်းအဝေးဆောင်မှာကလထိုင်ကြီးတွေပေါ်အခမ်းသားထိုင်ပြီးတော့သူ့လာတာကိုကြည့်ပြီးတော့
တယောက်နဲ့တယောက်ခလိထိုးပြီးတော့ရေမောနေကြတယ်တဲ့သူ့ကိုပဲအဲ့ဒါစောင်းချိတ်ပြီးလုံနေတယ်လို့သူထင်တယ်တဲ့သူလာတာကိုဘယ်သူမှမကြည့်ခရီးမကြိုဆိုဘူးနေရာလည်းမပေးဘူးသူတို့ချင်းချင်းနော်တယောက်လက်တို့ပြီးတော့စကားများပြီးသူ့ကိုပြောင်းလောင်ခဲ့ကြတယ်ပေါ့ဒါကြောင့်မို့ဒီတာဂိဝင်းတွေဟာအိပ်ဖားလို့ခေါ်တယ်ခိုင်းဖတ်တွေဖြစ်ရတဲ့နဲ့ပြမနာတွေကိုခုလိုအလေးမပြုတ်ပဲနဲ့စော်ကားတာမကောင်းဘူးလို့မြတ်စွာဘုရားကိုတာဂိဝင်းတွေကိုအိပ်ဖတ်ဆိုတဲ့စကားလုံးနဲ့သူကဆွတ်ဆွဲပြီးပြောတာခိုင်းဖတ်တွေပြမနာတွေရဲ့ခိုင်းဖတ်တွေဖြစ်ရတဲ့နဲ့သူတို့အလကားမာနကြီးနေတဲ့ပုဂ္ဂိုလ်တွေတို့မြတ်စွာဘုရားကိုတိုက်ခိုက်ဖို့သူဒီလိုပြောတာပြောတော့မြတ်စွာဘုရားကအေးဆေးဆေးပဲပြန်ပြောတယ်အေးအမ္ဘထကပိလဝဆိုတာဒီတာဂိဝင်းရဲ့နေရာပဲတဲ့ဘီလုံးငှက်လေးတောင်မှသူ့ထဲစာခဲသူနေတဲ့ထဲစာခဲပေါ်မှာဆိုရင်သူကြိုက်တယ်လို့တွန်ခွင့်ရှိတာပဲတဲ့ဒီငှက်ကလေးဟာထဲစာခဲအောက်မှာနေတဲ့ငှက်ကလေးဟာထဲစာခဲပေါ်တက်ပြီးတော့သူကြိုက်တယ်လို့တွန်မှာပေါ့တဲ့ကပိလဝဆိုတာတာဂိဝင်းမင်းနေရဲ့နေရဖြစ်တော့သူတို့နေရသူတို့ကြိုက်တယ်လို့နေကြမှာပေါ့ဒါလောက်ကလေးနဲ့မင်းဒီရံညိုးမဖွဲ့သင့်ပါဘူးလို့ဒါသူတို့နေရသူတို့နေတာမင်းသူတို့နေရသွားတာပဲဒါလောက်ကလေးနဲ့မင်းအညိုတေးတွေမထားသင့်ပါဘူးလို့ဆိုတဲ့အခါကျတော့အမတ္ထကဘာပြောတော့လောကမှာတဲ့အမျိုးဆက်၄မျိုးရှိတယ်ခတ္တိယဗျမနဝိတ္တသုဒ္ဓအဲ့ဒီအမျိုးဆက်၄မျိုးထဲမှာကြံတဲ့လူတွေဟာဗျမနရဲ့အလုတ်ကျွေးတွေကြီးပဲခတ္တိယတို့ဝိတ္တတို့သုဒ္ဓတို့ဆိုတာဗျမနတွေရဲ့အလုတ်ကျွေးတွေဗျမနတွေရဲ့ခိုင်းပတ်တွေပဲဒီတာဂိဝင်းတွေဟာဗျမနတွေရဲ့ခိုင်းပတ်တွေဖြစ်ပါရဲ့သားနဲ့ဗျမနတွေကိုမလေးမစားလှုပ်တာအလွန်ဆိုးဝါးတယ်ဆိုပြီးတော့မြတ်စွာဘုရားတတ္တိယအကျိန်မြောက်ဒီလိုပြန်ပြီးတော့ပြင်းပြင်းထန်ထန်ရှုတ်ချပြီးတော့ပြောတော့မြတ်စွာဘုရားကအေးအမ္ဘထကတာဂိဝင်းတွေကိုအလွန်ရှုတ်ချပြီးတော့ပြောနေတယ်ငါသူ့ရဲ့မျိုးရိုးကိုမေးအောင်မယ်ဆိုပြီးမြတ်စွာဘုရားမေးလိုက်တာအမ္ဘထမင်းရဲ့မျိုးရိုးကဘာတော့ဆိုသူကအတန်မြင့်ပြီးတော့ပြောလိုက်တယ်ကန္နာယနောဟမတ္တမိဘောဂောရမဘောဂောရမအရှင်ဂောရမကျွန်ုပ်ဟာကန္နာယနောဟတ္တမိကန္နာယနအနွယ်ဖြစ်ပါတယ်လို့သူပြောလိုက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကချက်ချင်းဘာမိန့်ရှိတော့ဆိုလို့ရှိရင်အေးသမိုင်းကြောင်းအရာပြောမယ်ဆိုလို့ရှိရင်သမိုင်းကြောင်းအရာကန္နာယနအနွယ်ရဲ့သမိုင်းကြောင်းအရာပြန်ပြောမယ်ဆိုရင်ကန္နာယနအနွယ်ဝင်တွေအလုံးဟာတာဂိဝင်တွေရဲ့ကြေးကျွန်တွေပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားအဲ့လိုပြောတာဂိဝင်တွေကအရှင်သခင်ဖြစ်ပြီးတော့ကန္နာယနအနွယ်တွေကတာဂိဝင်တွေရဲ့ကျွန်မျိုးတွေသာဖြစ်တယ်လို့မြတ်စွာဘုရားသမိုင်းကြောင်းကိုထောက်ပြီးတော့ပြောလိုက်အဲ့ဒီမှာမြတ်စွာဘုရားရှေးတုန်းကတဲ့အောက်ကာကဆိုတဲ့ဘုရင်ကြီးရှိတယ်အဲ့ဒီအောက်ကာကဘုရင်ကြီးကမိဖုရားအသစ်မြောက်တဲ့အခါအဲ့ဒီမိဖုရားငယ်လေးရဲ့သားကိုထီနန်းအပ်ချင်တဲ့အခါကျတော့မိဖုရားကြီးရဲ့သားတွေကိုတောရက်ကိုနှင်လိုက်တယ်တဲ့နှင်လိုက်တဲ့အခါအဲ့ဒီမိဖုရားကြီးရဲ့သားတွေသမီးတွေကနေပြီးတော့ဟိမွန်တာဘက်ကိုထွက်သွားကြထွက်သွားပြီးဟိမွန်တာတောင်ကရေကန်ကြီးအနီးမှာကျွန်းတော်ကြီးရှိတယ်အဲ့ဒီကျွန်းတော်ထဲမှာမြို့ပြတီထောင်ပြီးတော့အမျိုးဆက်ပြတ်မှဆိုတာနဲ့မောင်နှမတွေအချင်းချင်းအိမ်တော်ပြုတ်ပြီးတော့သူတို့အမျိုးကိုထိမ့်သိမ့်ခဲ့ကြတယ်တဲ့အဲ့ဒါလို့ထိမ့်သိမ့်တော့အောက်ကကမင်းကြီးကအမတ်တွေကိုစုံစမ်းခိုင်းတယ်မင်းသားတွေထွက်သွားတာကြားပြီးဘာလုပ်နေကြလဲမင်းတို့သိကြလားလို့ဆိုတော့အမတ်တွေကရှောက်ကြတယ်သူတို့ဟာဟိမဝန္တာတောင်ခြေကရေကန်ကြီးအနီးမှာရှိတဲ့ကျွန်းတော်ကြီးထဲမှာမြို့ပြတီထောင်ပြီးတော့နေကြပါတယ်အမျိုးပြက်မှာကြောက်သည့်အတွက်ကြောင့်မိမိရဲ့နှမအရင်နေနဲ့အိမ်တော်ပြုတ်ပြီးတော့ထီနန်းအုပ်ချုပ်ပြီးတော့နေကြပါတယ်ဆိုတော့အောက်ကကမင်းကြီးကတအံတော်ပြောလိုက်တာတကြဝတ္တဘောခုမာရာပရမတကြဝတ္တဘောခုမာရာငါသားတွေကတတ်နိုင်ပါပဲကွာဒီကောင်တွေတတ်နိုင်ပါပဲကြည်စံ
ကိုနှမတွေနဲ့ကိုပြန်ပြီးတော့အိမ်အောင်ပြုရတယ်လို့တတ်နိုင်ပါပဲဆိုပြီးတော့အမျိုးထိမ့်သိမ့်တဲ့နေရာမှာတော်တယ်လို့ချီးမွမ်းလိုက်တဲ့စကားကိုအကြောင်းပြုပြီးတက်ကြဆိုတဲ့စကားလုံးဟာထွန်းလာတယ်ကျွန်းတော်ထဲမှာနေသည့်အတွက်ကြောင့်တာကိယတာကဆိုတာကျွန်းမင်းကိုတာကလို့ခေါ်တယ်ပါဠိလိုအဲ့ဒီကျွန်းမင်းကျွန်းတော်ထဲမှာမျိုးပြတီထောင်ပြီးတော့နေတာဖြစ်သောကြောင့်တာကိယမိမိရဲ့အမျိုးကိုစွမ်းစွမ်းတမန်ထိမ့်သိမ့်ခဲ့ကြတာဖြစ်တော့ထိမ့်သိမ့်နိုင်တာဖြစ်တော့ကြောင့်တက်ကြစွမ်းနိုင်သူဆိုတဲ့အဓိပ္ပာယ်နဲ့တက်ကြလူမျိုးဆိုတာအဲ့ဒီကစပေါ်လာတာအဲ့ဒါအောက်ကကမင်းဟာတက်ကြလူမျိုးတွေရဲ့ပထမဆုံးအမျိုးကိုတီထောင်သူဖြစ်တယ်ပေါ့ founder of caste ပေါ့ဒီဇတ်တစ်ခုတီထောင်တာသူတို့စီတာဂိဝေမင်းတွေရဲ့ပထမဆုံးပုဂ္ဂိုလ်ဟာအောက်ကကမင်းပဲဖြစ်တယ်အဲ့ဒီအောက်ကကမင်းရဲ့ကျွန်မဒိတာဆိုတဲ့ကျွန်မမှာကလေးတယောက်မွေးတယ်ကျွန်မကကလေးတယောက်မွေးတယ်အဲ့ဒီမွေးလာတဲ့ကလေးဟာမွေးခြင်းစကားပြောတယ်မွေးခြင်းစကားပြောတဲ့အခါကျတော့လူဖြစ်ရတဲ့နဲ့မွေးခြင်းစကားပြောတယ်ဆိုတော့ဘလူးလေးမွေးတယ်လို့အဲ့ဒီခေတ်ကပြောကြတယ်နော်ကဏ္ဍဘလူးကိုအဲ့ဒီခေတ်ကကဏ္ဍလို့ခေါ်တယ်ကဏ္ဍလေးမွေးလာတယ်ပိတာစမြေဘုတ်ဘလူးမွေးလာတယ်လို့ဒီလိုပြောကြတာအဲ့ဒီဒိတာဆိုတဲ့ကျွမ်းမကမွေးတဲ့ကလေးဟာမွေးခြင်းစကားပြောလို့ကဏ္ဍလို့ခေါ်တာအဲ့ဒီသူဟာကဏ္ဍအမျိုးတွင်ရဲ့အစဆုံးလူပဲဖြစ်တယ်ဆိုဟောဒီသမိုင်းကြောင်းကြည့်လိုက်တဲ့အခါကျတော့တာဂိဝေမင်းတွေရဲ့အစဆုံးဒီဇတ်ကိုတီထောင်တဲ့ပုဂ္ဂိုလ်ဟာအောက်ကကမင်းအောက်ကကမင်းရဲ့ကျွန်မကနေပြီးတော့အခုကဏ္ဍဆိုတဲ့လူမွေးတယ်အဲ့ဒီကဏ္ဍရဲ့အဆက်အနွယ်တွေကိုကဏ္ဍယနာလို့ခေါ်တော့အဲ့ဒီသမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်မင်းဟာတာဂိဝေမင်းတွေရဲ့ကျွန်ပဲလို့ပြောတာဗျာအဲ့ကြတော့သူ့တိုက်ရဲ့ပြောချတယ်အဲ့ဒီကြတော့မှသူ့နောက်ကလိုက်လာတဲ့တပည့်တွေကဘာပြောကြတော့ဆိုဝိုင်းပြီးတော့အရှင်ဂေါရမအဲ့ဒီလိုမပြောပါနဲ့သူဟာအမျိုးကောင်းသားဖြစ်ပါတယ်သူဟာပညာတတ်လူတော်တယောက်ဖြစ်ပါတယ်စကားပြောဆိုအမတန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပညာရှိတဲ့ပန္တိတ်တယောက်ဖြစ်ပါတယ်သူ့ကိုဒီလိုနှိမ့်ချပြီးတော့ကျွန်မသားလို့မပြောပါနဲ့လို့ဝိုင်းပြီးတော့ပြောကြတဲ့အခါမှာမြတ်စွာဘုရားကအေးမင်းတို့အကယ်၍သူ့ကိုတကယ်ကိုအမျိုးစားတတ်တဲ့ပုဂ္ဂိုလ်ပညာရှိစွမ်းနိုင်သူလို့မင်းတို့ယုံကြည်တယ်ဆိုလို့ရှိရင်မင်းတို့မပြောကြနဲ့သူနဲ့ပြောမယ်ငါအကယ်၍မင်းတို့ကဒီအမ္ဘထဟာမျိုးရိုးမစစ်ဘူးပညာမရှိဘူးစကားလည်းကောင်းအောင်မပြောတတ်ဘူးအသိပညာကျွယ်ဝမှုမရှိဘူးလို့ဆိုလို့ရှိရင်မင်းတို့နဲ့ပြောမယ်အမ္ဘထနဲ့ငါမပြောငါပြောငါမေးမဲ့မေးခွန်းကိုမင်းတို့ကိုမေးမယ်အကယ်၍အမ္ဘထလူတော်တယောက်လို့မင်းတို့ယုံကြည်လို့ရှိရင်ငါအမ္ဘထနဲ့ပဲပြောမယ်ဖះစကားတိတ်အောင်လှုပ်လိုက်တာလှုပ်လိုက်တော့သူ့နောက်ကပါလာတဲ့ကျောင်းသားလူငယ်တွေကအမ္ဘထတကယ်မျိုးရိုးကောင်းပါတယ်ပညာရှိပါတယ်သူနဲ့ပဲဆက်လက်ဆွေးနွေးပါတပည့်တော်တို့မပါပါဘူးလို့ဆိုပြီးတော့ငြိမ်သွားတယ်အဲ့ဒီကြတော့မှမြတ်စွာဘုရားကအမ္ဘထကိုမေးတာမင်းကိုငါမေးမယ်တဲ့မင်းဖြေရမယ်တဲ့မဖြေလို့မရဘူးတဲ့ကဏ္ဍယနာအနွယ်ဟာဘယ်တော့မှစဖြစ်လာတယ်ဆိုတာမင်းကြားဘူးတဲ့အတိုင်းပြောတယ်သူကြားဘူးထားတာနဲ့ဖះဟောတာနဲ့အံ့ကြပဲလေသမိုင်းကြောင်းဆိုတာဖြောက်လို့မရဘူးဇလန်းကသမိုင်းကရှိနေတာငါပြောတဲ့အတိုင်းဟုတ်မဟုတ်မင်းရဲ့ဆရာတွေကကဏ္ဍယနာဆိုတဲ့အနွယ်ဟာဘယ်သူကစတယ်ဆိုတာကဲမင်းဖြေစမ်းလို့ဆိုဘယ်လိုစလာတယ်ဘယ်သူဖြစ်တယ်ဆိုတော့ပြောစမ်းဆိုငြိမ်နေတယ်မပြောရသော်ဗျာမင်းငြိမ်နေလို့မရဘူးတဲ့ငါမေးတဲ့မေခွန်းဖြေရမယ်တဲ့မဖြေရင်မင်းခေါင်းခုနှစ်စိတ်ကွဲလိမ့်မယ်ထပ်မေးတယ်မဖြေဘူးတတိယအကြိမ်မေးအဲ့ဒီကြတော့သူ့ရဲ့မျက်စိထဲမှာသူ့ကိုတင်းမုံနဲ့ထုတော့မဲ့ဘလူးကြီးတကောင်ပေါ်လာတာကိုမြင်ရတဲ့အခါကျတော့သူကြောက်သွားဒီတစ်ခါမဖြေရင်တော့ခေါင်းခုနှစ်စိတ်ကွဲအောင်ထုတော့မှာအဲ့ဒါကြောင့်မို့သူကြောက်သွားပြီးတော့မြတ်စွာဘုရားနာတိုးကပ်ပြီး
ခုနကမေကွန်လေးပြန်မေးပါအောင်ဆိုမြတ်စွာဘုရားကမေးအေးမင်းဘယ်လိုကြားဘူးလဲကန္နာယနာအနွယ်ဆိုတာဘယ်သူကစားတာလဲဆိုတာဟုတ်ပါတယ်အရှင်ဂေါရမပြောတဲ့အတိုင်းမှတ်ပါတယ်လို့သူဝန်ခံလိုက်ရတယ်အဲ့ဒီလိုဝန်ခံလိုက်ပြီဆိုတော့မှနောက်ကပါလာတဲ့တပည့်တွေကသူ့ရဲ့ဒီလူចောင်းသားလူငယ်တွေကထပြီးတော့អော်ကြတာပေါ့ဟာအမ္ပတ္ထမျိုးရိုးစစ်တဲ့အောက်မိတာအခုမှမျိုးရိုးမစစ်ပဲအမ္ပတ္ထဟာကျွန်မသားပဲနဲ့ဒီလိုဝိုင်းပြီးတော့ဟစ်អော်ကြတယ်ပြောကြတယ်အဲ့ဒီအခြေအနေထိအောင်သူဟာသူ့ရဲ့လောက်ရကြောင်းဒီလိုဖြစ်သွားတာအကယ်၍သာမြတ်စွာဘုရားစီလာတာသူ့ဆရာကစုံစမ်းခိုင်းတာကိုမစုံစမ်းမဲ့နဲ့သူ့မာနတွေနဲ့တက်ပြီးတော့မဟုတ်တာတွေမြတ်စွာဘုရားကိုဆွဆွဲခဲ့တာတွေစော်ကားတဲ့စကားတွေပြောသည့်အတွက်ကြောင့်အခုသူပြန်ပြီးတော့ဒုက္ခရောက်နေတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့အေးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့ကိုနှိမ့်ချဖို့တမင်လှုပ်တာမဟုတ်ဘူးလမ်းကြောင်းမှန်ပေါ်ကိုရောက်စေခြင်းလို့သူ့ကိုချိုးသားပြောသွားပြီးအစစ်အမှန်ကိုဖော်ထုတ်တာပဲဖြစ်တယ်ပေါ့တကယ်အရေးကြီးဆုံးကတော့သူ့ဆရာမြတ်စွာဘုရားစီရောက်လာပြီးတော့တရားထုတရားမြတ်ရဖို့အတွက်တရားဓမ္မဟောပြောဖို့ဟာမြတ်စွာဘုရားရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီအမ္ပတ္ထသုတ်တံဆိုတာအခုရှေ့ပိုင်းမြတ်စွာဘုရားနဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာအမ္ပတ္ထရဲ့မေခွန်းနေသူ့ဆရာကြီးလိုက်လာပြီးမြတ်စွာဘုရားနဲ့ဆုံတွေ့ပုံတွေကိုနောက်ရကြမြမှာဆက်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်အေးတရားချစ်ခင်သူတော်စင်ပြိဿတ်အပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေဟာဒီအကျိုးရှိရမယ့်ကိစ္စမျိုးတွေအတွက်အလုံးပေါ်မှာကရုဏာတရားအကျဉ်းနာတရားနဲ့ပညာတရားနဲ့ကြည့်ပြီးကောင်းကျိုးချမ်းသာတွေရအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဆောင်ရွက်တာဖြစ်ပါတယ်သို့သောထို့သောဆောင်ရွက်တဲ့နေရာမှာမြတ်စွာဘုရားရဲ့အပေါ်မှာနားလည်မှုမရှိဘဲနဲ့ဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့တာဝန်သာလည်းဖြစ်တယ်မြတ်စွာဘုရားတာဝန်မဟုတ်ပါဘူး။ဘာနဲ့ဥပမာတူတော့ဆိုရင်ကြောက်တုံးကိုခေါင်းနဲ့ဆောင်းလို့ကြောက်တုံးကိုခေါင်းနဲ့ဆောင်းလို့ခေါင်းကွဲပြီးသေတာဟာကြောက်တုံးရဲ့အပြစ်မဟုတ်ပါဘူး။ကြောက်တုံးခေါင်းနဲ့ဆောင်းတဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာလည်းဖြစ်တယ်။မြတ်စွာဘုရားနဲ့တွေ့ရတဲ့နဲ့မြတ်စွာဘုရားပေါ်မှာစော်ကားမော်ကားတွေပြောပြီးတော့အကုသိုလ်တွေလှုပ်တာတော့လှုပ်တဲ့ပုဂ္ဂိုလ်နဲ့ပဲဆိုင်တာဖြစ်ပါတယ်။မြတ်စွာဘုရားနဲ့မဆိုင်ပါဘူး။ဥပမာမဲ့လောကမှာမြစ်ကြီးမြစ်ရည်တွေစီးဆင်းပြီးတော့နေတာဟာထိုမြစ်ရည်တွေကိုအသုံးချပြီးတော့တောက်ကြမယ်ချိုးကြမယ်မြစ်ရည်တွေကိုသွက်တန်းပြီးတော့စိုက်ပျိုးရေးတွေလုပ်ကြမယ်ဆိုမြစ်ရည်ကလောကကိုအကျိုးပြုတာပဲသို့တော့မြစ်ထဲဆင်းကူလို့မြစ်ရည်နစ်ပြီးသေးတာတော့မြစ်ရဲ့အပြစ်မဟုတ်ဘူးလှုပ်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာလည်းဖြစ်တယ်မြတ်စွာဘုရားဟာတရားဝါရီရဲ့အကျိုးအတွက်ပွင့်လာတာဖြစ်တော့လည်းပဲမြတ်စွာဘုရားရဲ့ဒီအကျဉ်းနာနဲ့ပညာကိုသဘောမပေါက်တဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်တိုင်မိမိတို့ရဲ့မှားယွင်းတဲ့အလုပ်တွေကိုလုပ်ကြလို့ကိုယ့်ရဲ့လုပ်ရတဲ့သာဒုက္ခရောက်ကြတာဖြစ်တယ်မြတ်စွာဘုရားကြောင့်ဒုက္ခရောက်တာမဟုတ်ဘူးလို့ဒီလိုမှန်မှန်ကန်ကန်သိရှိပြီးလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေဟာအင်မတန်မှကြီးညိုလေးစားစရာကောင်းတယ်ဆိုတာကိုမှတ်သားနာယူချပြီးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုကာကြည်နူးသောတရားတရားဗုဒ္ဓနုတ္တိပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း